နိုင်ရင်လဲနိုင်မယ်နိုင်ရင်လဲနိုင်မှာပေါ့မှန်တီလေမှန်နော်ရှိပါတယ်နုံမှားရှိပါတယ်နုံဘလို့တော့မယ်ရနော်စမ်းကြည့်จอมรองโจซากระจานဖြစ်ဖို့အတွက်ညောင်ကဲစွတ်ကဲဆိုတော့ဒီနေ့ဒီလီတီပေါ့နော်ကြည်ထားတဲ့ pattern တွေကိုပြန်သုံးသားမယ်မသုံးခင်မှာ meaning လေးတွေအဓိပ္ပာယ်လေးတွေ vocabulary လေးနည်းနည်းလေးပြောပြပေးမယ်။တော့ဒီနေ့ပြောပြသွားမယ် meaning တွေမှာကျတော့ဒီဟာ quack ပေါ့နော် quack ဆိုတဲ့ဘီးဆွဲလေးတွေသုံးပြီးတော့ပြောပြပေးမယ်။အဲ့မှာ quack night ပေါ့နော်ဒါနာဘီးဆွဲကိုသုံးသွားတဲ့ဟာနာဘီးဆွဲကိုကျွန်တော်တို့ပြောပြပြီးပြီနော်မိတ်ဆက်ပေးထားတယ်။နာဘီးဆွဲဆိုတာဒီမှာဘီးတစ်ခုရဲ့အောက်ကနေပြီးတော့နာဘီးကိုဆွဲထားတာပါ။အဲ့ဒါနာဘီးဆွဲလို့ခေါ်ပါတယ်။ဆိုတော့ဒါဒီလိုပေါ့နော်။ဆိုတော့ကျွန်တော်တို့ဒီမှာကဲခါပေါ့နော်ခါဆိုတဲ့ဘီးအောက်ကနေပြီးတော့ဆွဲမယ်ဆိုရင်တော့ခဏဖြစ်မယ်ခဏရေးချလေးထည့်လိုက်ရင်အားဆိုတဲ့တရဖြစ်ပါတယ်ဆိုတော့ရေးချဆိုအားဆိုတဲ့တရဆိုတော့ခဏနဲ့အားတရနဲ့ပေါင်းလိုက်တော့ခဏပေါ့နော်ခဏဆိုတဲ့တန်ရမယ်ကြော်တာလို့အဓိပ္ပာယ်ရတယ်ကြော်တယ်ပေါ့နော်ကြော်တယ်လှော်တယ်ပေါ့ဆိုတော့ခဏကလို့ပြောလိုက်တော့ဒါအကျော်ဘာကျော်လဲဆိုတော့ငါးကိုကျော်ထားတဲ့အကျော်ခဏကဆိုတော့ငကြော်ပါโอเคငကြော်စားမလားရှိရခဏကဟာငကြော်စားမလားလို့ပြောတာရှိရခဏကဟာဟုတ်ကဲ့စားမယ်လို့ပြောမယ်ဆိုလို့ရှိရင်တော့ယောရှိရခဏကနော်ဟုတ်ကဲ့ပါငကြော်စားမယ်ဆိုပြီးတော့ကျွန်တော်ပြောလို့ရလိုက်ပြောကြည့်မယ်နော်ငကြော်စားမလားရှိရခဏကဟာဟုတ်ကဲ့စားမယ်ယောရှိရခဏကနော်ဟုတ်ကဲ့ငကြော်စားမယ်ကဲနောက်တဲ့နာဆွဲလေးဒီမှာအရှိမခအောက်ကနေနာဆွဲလေးထည့်လိုက်တော့ခဏဆိုတဲ့တန်ရတယ်ဆိုတော့ဒီမှာ guide အောက်ကနေနာဆွဲလေးထည့်လို့ကဏဖြစ်မှာလို့ထင်မယ်မှားမယ်နော်ကဏမဟုတ်ဘူးကဏဖြစ်ရပါမယ်ကဏဘာလို့လဲဆိုတော့ကခဆိုတဲ့အတန်ရှိတယ်အတန်ပေါ့ဖြစ်တယ်အတန်အဲ့ဒီအတန်ကနေပြီးတော့ခဏဆိုပြီးတော့ပေါင်းလိုက်တော့ခဆိုတော့ခဏသူကကြတော့သူ့ငကောအတန်လေး guide နဲ့ပေါင်းတော့ကဏလို့ဖြစ်သွားလိမ့်မယ်အပေါ်ကခနဲ့ပေါင်းတော့ခအရှိရလာတော့ခဏ guide အရှိရနေလာတော့ကဏဖြစ်သွားတယ်ဆိုတော့တန်ပေါ့နဲ့အတန်လေးကွာတယ်နော်ကဏကိုကျွန်တော်တို့ဒီတရလေးနဲ့ပေါင်းလိုက်မယ်ဒါလေးကကျွန်တော်တို့တရစနလုံးမှာပြန်ရေးကြည့်လိုက်ဂိကိုကဲမဟုတ်လားဒီမှာပြန်ရေးပေးမယ်ဂိဒါရအတန်လေးတရရဲ့နမူနာနော်ဂိဒီနေရာလဲရောက်ရောကိုကဲရဖြစ်သွားတယ်ပြီးတော့ဒီမှာကောင်းဂိဆိုပြီးတော့ကျွန်တော်တို့ဖြစ်တယ်ဂိကဲကိုကဲကောကောင်းဂိဟုတ်တယ်မလားဗျာဒါဆိုဒီနေရာလေးကကဲရဆိုတဲ့အတန်လေး
ဆိုဒီနေရာလေးဆိုလို့ရှိရင်ရောကနေရဲ့အဲပေါင်းတော့ကနေဆိုတဲ့အတန်ဖြစ်မှာပေါ့ကနေဆိုတာ1 byte ဖြစ်ပါတယ်1ပေါ့နော်ဒီနေရာဖြစ်ကနေ1သွားကနေ1သွားတယ်ကနေ1သွားလာပြောတာပေါ့နော်ကနေ1นี่သွားနေကနေဆိုရင်ငကြောစားပြီးတော့1သွားတယ်ဆိုရင်ဘယ်လိုပြောမလဲစဉ်းစားကြည့်နော်ရှေ့ခဏကတော့ဒါငကြောစားရှေ့ခဏကပြီးတယ်ဆိုတာငကြောစားပြီးတယ်ဆိုတော့ပါရှေ့ခဏကတော့1သွားတယ်ကနေရှေ့ခဏကတော့ကနေရှေ့ခဏကတော့ကနေလိုက်ပြောကြည့်နော်လိုက်ပြောမှရမှာပါဗျရှေ့ခဏကတော့ကနေငါကြောစားပြီးတော့1သွားတယ်ဆိုတော့ကျောင်းသွားနိုင်လားလို့ကျွန်တော်တို့မေးရမယ်ကျောင်းသွားနိုင်လားကျောင်းသွားတာအားဖေကျောင်းသွားနိုင်လားမန်ဆိုတာနိုင်တာအားဖေမန်ဟာကျောင်းသွားနိုင်လားအားဖေမန်ဟာနိုင်ရင်လည်းနိုင်မှာပေါ့လို့ပြောမယ်ဆိုရင်တော့ယောโอเคဘောနော်ယောโอเคနိုင်ရင်လည်းနိုင်မှာပေါ့မန်တိလေနိုင်ရင်လည်းနိုင်မှာပေါ့မန်နော်နိုင်လည်းနိုင်မှာဆိုတဲ့ဟာပေါ့နော်မန်တိလေမန်နော်နိုင်လည်းနိုင်မယ်ပေါ့ကျောင်းသွားနိုင်လားအားဖေမန်ဟာအားဖေမန်ဟာဟုတ်ကဲ့ယောမန်တိလေမန်နော်နိုင်ရင်လည်းနိုင်မယ်မကြောစားပြီးတော့1သွားတယ်ရှေ့ခဏကတော့ကနေကျောင်းသွားနိုင်လားအားဖေမန်ဟာဟုတ်ကဲ့နိုင်ရင်လည်းနိုင်မှာပါယောမန်တိလေမန်နော်နိုင်ရင်လည်းနိုင်မယ်နော်โอเคစေးတော့မယ်လေကျွန်တော်တို့ယော1သွားနေဆိုစေးတော့မယ်စေးဘယ်မှာရှိလဲရှိတာကနှုံးဘယ်မှာဆိုမှာဆိုတာကဘလို့ပအောက်ကနေဒပြီးလို့ရှင်အိုးဆိုတာတရာလေးပဒပေါ့နော်ပရဲ့ဒဆွဲရဲ့ဖြစ်ဒိုပဒိုဆိုရဖြစ်ပါတယ်စေးဆိုတာစေးကိုရင်ဆုံးချက်ပါစေးဟာကူစေးရရှိတယ်နုံစေးရှိတယ်နုံမာနုံဘလို့စေးရရှိတယ်ဘယ်မှာရှိလဲဆိုတော့ကလာတစ်တာထဲမှာရှိပါတယ်တစ်တာမှာရှိတယ်စေးကတစ်တာမှာရှိတယ်ကူနုံဘလို့ကလာလိုက်ပြောကြည့်ပါဦးဗျနောက်တစ်ခေါက်ပြောမယ်ကူနုံဘလို့ကလာပြောကြည့်ပါဦးစေးဟာတစ်တာမှာရှိတယ်โอเคနော်ကဲတောက်ပြီးတော့သွားတော့မယ်စေးတောက်ပြီးတော့သွားတော့မယ်စိန်တောက်တယ်စိန်တော့တောက်ပြီးရနော်တောက်ပြီးသွားတော့မယ်ဟုတ်ပြီနော်ငကြောစားလို့1သွားတယ်ကျောင်းသွားနိုင်လားလို့မေးတယ်သွားနိုင်လဲနိုင်မယ်လို့ပြန်ဖြေတယ်စေးတစ်တာမှာရှိတယ်တဲ့ကူနေမတော့ကလာဆိုတော့တောက်ပြီးသွားတော့မယ်စိန်တော့ရနော်သွားကြည့်မယ်သွားစမ်းကြည့်မယ်จอมသွားမယ်စမ်းမယ်စမ်းတက်မယ်နော်จอม
chom chom sẽ tận rồi đấy chom chom rong nung toa sang chỉ mẹ chom rong nung toa sang chỉ mẹ chom rong nung toa sang chỉ mẹ toán này này chom rong nung ton trả sang chỉ mẹ ton chom rong pè của nó trong ta sang chỉ mẹ chom rong ở sang chỉ mà trong ta ton pè đó ton chom rong ta sang chỉ mẹ bảo là số pè trong của ton chom rong pè nung trong ta sang chỉ mẹ bọn sa chạy sa chú sa mẹ tè cái chan sa chú sa mẹ chú sa là cái chan chú sa mẹ số tè cái chan chú sa mẹ tè cái chan sa cố lôi tè cái chan lôi nung sa chú sa mẹ tè cái chan lôi nung sa chú sa mẹပြန်ပြောကြည့်ကြဆိုဗျာကျွန်တော်တို့ငါကြောမပြောခင်မှာလေကျွန်တော်တို့အတိတ်ပဲလေးသိအောင်ပြန်ပြီးနှွေးနော်ငါကြောရာခဏက one by one ဆိုတာကနေသွားတယ်ဆိုတော့one သွားတယ်ဆိုတော့ဗျာဘယ်လိုပြောမလဲဗျာဟုတ်ပြီနော်ကနေokayဆေးကူီတစ်တာကပဒိုကလာတောက်ပြီးသွားတော့မယ်စိန်သွားရတယ်နော်သွားဆန်းကြည့်မယ်ချောင်းတော့နော်တက်ဆန်းကြည့်မယ်တောင်းချောင်းဖိနော်စာကျူးစားမယ်ကျူးစားတာကကြံကျူးစားရမယ်တဲကကြံစာကိုလို့တဲကကြံလို့စာကျူးစားရမယ်တဲကကြံလို့နော်စာကျူးစားရမယ်ပြောကြည့်မယ်ဗျာနော်ငါကျူးစားရရှိခဏကတခုတည်းဆိုရင်ငါကျူးစားမလားဆိုရင်နော်ရှိခဏကဟုတ်ကဲ့စားမယ်လို့ပြောမယ်ဆိုလို့ရှိရင်နော်ယောဟုတ်ကဲ့ပါနော်ယောငါကြောစားမယ်ရှစ်ခဏကနုโอเคဝမ်းသွားလာလို့မြင်လိုက်တော့ကနေကနေဆိုဝမ်းသွားဝမ်းသွားဆိုကနေဝမ်းသွားလာငါကြောစားပြီးတော့ဝမ်းသွားတယ်ရှစ်ခဏကတော့ကနေရှစ်ခဏကတော့ကနေကြောင်းသွားနိုင်လားဖေးမှန်ဟုတ်ကဲ့နိုင်လဲနိုင်မှာပါယောမှန်တီလေးမှန်နုံဆိုရှစ်ခဏကနော်အကျိုးစားလိုက်တော့ကနေဝမ်းသွားတယ်ကြောင်းသွားနိုင်လားဖေးမှန်မှန်တီလေးမှန်နုံနိုင်လဲနိုင်မယ်ဆိုဝမ်းသွားတယ်ဆိုစီးရှာမယ်နော်စီးတော့မယ်စီးဘယ်မှာစီးတက်တာတွေမှာရှိတယ်ကဝီနုံဘလောကလာကဝီနုံဘလောကလာတောက်ပြီးနော်သွားတော့မယ်စိန်တော့ရနော်โอเคတော့ဆန်းကြည့်မယ်တက်ဆန်းကြည့်မယ်ကြောင်းတက်ဆန်းကြည့်မယ်ต้อนจอมรองเพนู่ตะตาต้อนจอมรองเพนู่จองตะสังจิเมจูซาเมลีสาจูซาเมเตกะจานหลดนู่สาจูซายาเมเตกะจานหลดนู่สาจูซายาเมปาโลบุตรสาจูซามาเลညောင်เกยปะเพียวเลยစာကျူးစားမယ်ညောင်เกยနော်ပညာတတ်ဖို့ lip ဆိုတာတတ်တာတက်မြောက်တာညောင်เกย lip
တက်မြောက်ဖို့ပါလေဆိုတော့ပေါ်ညာပညာကပေါ်ညာညောင်ကလေးပေါ်ညာစာကြိုးစားရမယ်တဲကချမ်းလို့နော်ပညာတတ်ဖို့ညောင်ကလေးပေါ်ညာတဲကချမ်းလို့နော်စာကြိုးစားရမယ်ညောင်ကလေးပေါ်ညာပညာတတ်ဖို့โอเคဗျာ